ရေသူမှာဆိုတာရှေးအောင်ပုံမြင်နေတဲ့ဒဏ္ဍာရီတွေထဲမှာပဲရှိနေတဲ့စိတ်ကူးနဲ့တတဝါတွေသာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိမှုတွေအရသမုဒ္ဒရာထဲမှာရေသူမှာအဆင့်မှန်ရှိကြောင်းဘာအထောက်အထားမှမတွေ့ရသေးပါဘူး။ရှေးခေတ်ပင်လယ်ရေကြောင်းခရီးသည်တွေဟာပင်လယ်ဖြန်ဒါမှမဟုတ်ကုန်းမောလို့ခေါ်တဲ့ရင်းနှီးနှိုးတိုက်တတဝါလေးတွေကိုအဝေးကနေရေသူမှာလုံမှားရင်းမြင်တတ်ခဲ့ကြတာပါ။ဒီတတဝါတွေရဲ့ပုံသဏ္ဍာန်နဲ့လှုပ်ရှားမှုတွေကမုံဝဝအလင်းအောင်မှာလူနဲ့တူနေတယ်လို့ဖြစ်ပါတယ်။ခရစ္စတိုဖာကိုလမ်ဘတ်အပါအဝင်နာမည်ကြီးနဲ့မြေရှာဖွေသူတွေဟာလည်းသူတို့ရဲ့ခရီးစဉ်တွေမှာရေသူမကိုမြင်ခဲ့ရတယ်လို့မှတ်တမ်းတင်ခဲ့မှုပါတယ်။ဒါပေမဲ့သူတို့မြင်ခဲ့ရတာကရုပ်ဆိုးပြီးထင်သလောက်မလားပါတဲ့ပင်လယ်နွားတွေသာဖြစ်တယ်လို့နောက်ပိုင်းမှာသိခဲ့ရပါတယ်။ဟောလီဝုဒ်ရုပ်ရှင်တွေနဲ့ကာတွန်းကားတွေထဲမှာလာပါတဲ့ရေသူမပုံရိပ်တွေကြောင့်လူတွေဟာရေသူမကိုတကယ်ရှိတယ်လို့ပို့ပြီးယုံကြည်လာကြတာပါ။ကမ္ဘာသမုဒ္ဒရာကြီးတွေရဲ့ရာခိုင်နှုန်း80ကျော်ဟာလူသားတွေမစူးစမ်းရသေးပဲအမှောင်နူထဲမှာရှိနေစေဖြစ်ပါတယ်။ဒါကြောင့်ချို့သူတွေကတော့မစူးစမ်းရသေးတဲ့ပင်လယ်နကြီးထဲမှာရေသူမလိုတတဝါမျိုးတွေရှိနေနိုင်သေးတယ်လို့မျှော်လင့်နေစေပါ။အမေရိကန်အမျိုးသားတအုပ်ကသမုဒ္ဒရာနဲ့လေထုစီမံခန့်ခွဲမှုအဖွဲ့ကရေသူမရဲ့တရှိကြောင်းခိုင်မာတဲ့သက်သေထောက်ထားတစ်ခုမှမရှိဘူးလို့တရားဝင်ထုတ်ပြန်ထားပါတယ်။ဒါဟာလူလူကြားထဲမှာပြန့်နှံ့နေတဲ့ကောလာဟာလတွေကိုရှင်းပြဖို့အတွက်ထုတ်ပြန်ခဲ့ရပဲဖြစ်ပါတယ်။ကမ္ဘာတောင်ကကမ်းခြေအချို့မှာရေသူမရုပ်လောင်းတွေတွေ့ထားရတယ်ဆိုတဲ့ဗီဒီယိုနဲ့တပုတ်အများစုဟာကွန်ပျူတာနည်းပညာနဲ့ပြပြင်ထားတဲ့အတုရောင်နေတာဖြစ်ပါတယ်။ဒီလိုသတင်းအမှားတွေဟာအွန်လိုင်းမှာလူကြည့်များဖို့နဲ့စိတ်ဝင်စားမှုရဖို့ဖန်တီးထားတာဖြစ်ပါတယ်။ဂရိဒဏ္ဍာရီတွေကပင်လယ်ပြင်မှာပချင်းဆိုပြီးတင်မောသားတွေကိုမြှားခေါ်တတ်တဲ့ siren ဆိုတဲ့တတဝါတွေကနေရေသူမပုံမြင်လေးတွေစတင်လာခဲ့ကြတာပါ။နောက်ပိုင်းမှာတော့လူကြောက်စရာကောင်းတဲ့တတဝါလေးတွေဟာလာပါတဲ့ရေသူမပုံစံအဖြစ်ပြောင်းလဲကူးဆက်လာခဲ့ကြပါတယ်။ဂျပန်နိုင်ငံအပါအဝင်အချို့နိုင်ငံကဖျားเจ้าတွေမှာရေသူမရုပ်ကျွင်းဆိုပြီးသိသိထားတဲ့အရာတွေရှိပါတယ်။ဒါပေမဲ့အဲ့ဓာတွေကိုစစ်စစ်ကြည့်ရဲ့အခါညောက်ကောင်းနဲ့ငါးမိကိုတွဲဆက်ထုတ်လုပ်ထားတဲ့ရှေးအောင်အတုရောင်တွေဖြစ်နေကြအောင်တွေ့ရပါတယ်။လူပြောများနေတဲ့ရေသူမဆိုတာကမ္ဘာအပြင်မှာတကယ်မရှိပဲလူသားတွေရဲ့စိတ်ကူးစိတ်တန်းနဲ့ဒဏ္ဍာရီပုံမြင်တတ်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီစိတ်ကူးပုံမြင်တွေဟာရာစုနှစ်ပေါင်းများစွာတိုင်အောင်လူသားတွေကိုဆွဆောင်နေတဲ့စိတ်ဝင်စားတဲ့အကြောင်းအရာတွေတစ်ခုဖြစ်နေစေပါပဲ။ဟုတ်ကဲ့ပါရှင်။အခုလိုထူးခြားဆန်းပြတဲ့အကြောင်းအရာလေးတွေကိုကြည့်ရှုနားဆင်ကြနေဆိုရင်တော့ကျမတို့ရဲ့အမှန်တရားရှာဖွေသူများ channel လေးကို like and subscribe လုပ်ပြီးတော့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။